ဝက်မတကောင်ကိုဖျားရှိကဖြတ်သွားတာကိုမြတ်စွာဘုရားမြင်လိုက်တယ်အဲ့ဒီဝက်မကိုကြည့်ပြီးတော့ဝက်မမြင်လိုက်တာနဲ့မြတ်စွာဘုရားကသူသိတာမဟုတ်ဘူးဒီဝက်မလေးကိုကြည့်လိုက်တာကြည့်လိုက်ပြီးတဲ့အခါကျတော့ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ဖျားဆိုတာကိုသိချင်ချက်ချင်းဝင်စားလို့ရတယ်စွမ်းရည်တတိကအမတန်ထက်တယ်ဝက်မကိုမြင်လိုက်တာနဲ့တပြိုင်နက်ဒီဝက်မကဘယ်ကလာတာတုံးလို့ဆိုတာကောက်ကြည့်တယ်ချက်ချင်းကြည့်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့အသိဉာဏ်ထဲမှာအမတန်မှထူးခြားတဲ့သူ့ရဲ့ဘဝဖြစ်စဉ်တွေဟာတတိတန်းကြီးပေါ်လာတယ်ဒါကြောင့်မို့လို့ဝက်မလေးကိုမြင်လိုက်တဲ့အခါမှာမြတ်စွာဘုရားကပြုံးမိသူ့ရဲ့ဘဝဖြစ်စဉ်တွေကိုကြည့်လိုက်တော့ပြုံးတာဘဝဆိုတာတခုနဲ့တခုမတူဘူးထူးထူးခြားခြားဘဝတွေဟာအမတန်မှကြောက်စရာလည်းကောင်းတယ်စိတ်ပြည့်စရာလည်းကောင်းတယ်အဲ့ဒီဝက်မလေးဘဝဝက်မကိုမြင်ပြီးတော့မြတ်စွာဘုရားကပြုံးလိုက်တော့ရှင်အာနန္ဒာကမေးတယ်ရှင်ဘုရားဘာကြောင့်ပြုံးတာတော့ဘုရားလို့ဆိုတော့ဒီနေရာမှာမြတ်စွာဘုရားပြုံးတာဆိုတာဘုရားကရှေ့ကသွားနေတာရှင်အာနန္ဒာကနောက်ကလိုက်တာဘုရားပြုံးတာဘယ်လိုသိတုံးလို့စဉ်းစားမိကြလိမ့်မယ်မြတ်စွာဘုရားဆိုတာအမှန်တမ်းပြုံးခဲ့တယ်ပြုံးလိုက်ပြီဆိုလို့ရှိရင်လေမြတ်စွာဘုရားရဲ့သွားတော်တွေဆွဲတော်တွေဆိုတာအမှန်တမ်းဖွေးစွတ်နေတော့ဖြူဖွေးတာပြုံးလိုက်လို့သွားပြားလေးပေါ်လိုက်တာနဲ့တပြိုင်နက်ဝင်းငနဲ့လက်ခနဲ့ဖြစ်သွားတာနော်ဝင်းငနဲ့လက်ခနဲ့ဖြစ်သွားတယ်နောက်ကလိုက်တဲ့ရှင်အနန္ဒာကအဲ့ဒီဝင်းငနဲ့လက်ခနဲ့ဖြစ်သွားတာမြင်လိုက်လို့မြတ်စွာဘုရားပြုံးတယ်ဆိုတာသိလိုက်တာရှင်ဘုရားဘာကြောင့်ပြုံးတာတုံးလို့ဆိုတော့အာနန္ဒာဝက်မလေးမြင်လိုက်လားလို့ဆိုမြင်လိုက်ပါတယ်ဗျာအေးအဲ့ဒီဝက်မဟာတဲ့ကကုတန္တမြတ်စွာဘုရားလက်ထက်အခါကာလတုန်းကသူဟာကြက်မလေးတစ်ကောင်ဖြစ်ခဲ့တယ်ဝတ္တုကြက်တို့နီးတယ်နော်ဟင်အိုနာမှာတော်နီးတဲ့အကောင်လေးအဲ့တော့သူကကြက်မလေးဖြစ်တဲ့အချိန်မှာယဟန်တော်တွေဆွမ်းစားတဲ့ဇယအနီးပေါ့ဆွမ်းစားတယ်ဆိုတဲ့နေရာမှာအခုခေတ်နဲ့တွဲလို့တော့မရဘူးယဟန်တော်တွေကတောရအကြောင်းမှာသတင်းသုံးကြတာဆိုတော့မြို့ထဲမှာဆုံးခံပြီးလို့ရှိရင်ဒီဆုံးနေဟင်းတွေကိုတည်ပြီးတော့တောတဲ့အထိအောင်သွားရမယ်ဆိုရင်တော်ဝေးတယ်အဲ့ဒါကြောင့်မို့လို့ဆုံးခံပြီးလို့ရှိရင်အဲ့ဒီတော့ကမြို့တဲတို့မြို့အပြင်ဝါတို့ဇေယျလေးတွေဆောက်ထားတာရှိတယ်ကုသိုလ်လိုချင်တဲ့ပုဂ္ဂိုလ်တွေကရေအိုးလေးတွေတည်ထားတာရှိတယ်ရဟန်းတော်တွေကဆုံးခံပြီးလို့ရှိရင်ကိုစားလောက်ပြီဆိုရင်အဲ့လိုဇေယျမျိုးကိုသွားပြီးတော့ဆုံးဖုံးပေးကြတယ်အဲ့ဒီဆုံးဖုံးပေးရင်ကိုရောတမကနေ့စဉ်အဲ့ဒီမှာဆုံးဖုံးပေးပြီးတဲ့အခါကျတော့သူကကမ္မထာတန်ပေါက်ကလေးတွေရွတ်တယ်နဲ့တူပါတယ်ဝိပဿနာကမ္မထာနဲ့ပတ်သက်ပြီးတော့ကမ္မထာတန်ပေါက်လေးတွေတာဝေကဖြစ်ခွင့်ရလေးတွေရွတ်တော့အဲ့ဒီဆွမ်းစားတဲ့ဇေယနာမှာကျက်စားနေတဲ့ကျက်မတကောင်ကယဟန်ရွတ်တဲ့အတန်လေးကိုသူကြားတယ်ကြားတဲ့အခါမှာသူ့စိတ်ထဲမှာအကောင်းဆိုးအကြောင်းအကျိုးနားမလည်ပေမဲ့လို့တတ္တဝါဆိုတာလည်းပဲနားမလည်ပေမဲ့လို့စိတ်ထဲမှာကျဉ်တူးမှုဆိုတာဖြစ်တတ်တယ်ပေါ့တရားတန်ကိုကြားပြီးတော့စိတ်ထဲကကျဉ်တူးမိတယ်သူကအဲ့ဒါလို့ကျဉ်တူးနေတဲ့အချိန်မှာသူ့ဘဝဘလောက်ကန်ဆိုးလို့ဆိုကောင်းကင်ကနေပြီးတော့တိတ်ငှက်တကောင်ကနေထိုးဆင်းလာပြီးတော့သူ့ကိုတုတ်ချပြီးတော့သွားတယ်အဲ့ဒါနဲ့ဒီကျက်မတကောင်ဟာသေဆုံးသွားရပြန်တယ်ပေါ့နော်ကောင်းတဲ့အာယုံလေးနဲ့သေသွားတာအဲ့ဒါလို့သေသွားတဲ့အခါမှာသူဘယ်သွားဖြစ်တုံးလို့ဆိုတရားသံလေးကိုကြားပြီးတော့သေသည့်အတွက်ကြောင့်မင်းသမီးဘဝလူဘဝရောက်သွားပြီးတော့ဥပ္ပရိဆိုတဲ့မင်းသမီးလေးသွားဖြစ်တယ်အဲ့ဒီမင်းသမီးဘဝမှာသူကတန်ဝေကတွေရပြီးတော့ပရပိုက်မှာပေါ့ဝတ်ပြီးတဲ့အခါမှာသူအိမ်သာတက်ရင်ကနေပြီးတော့ရှေးတုန်းကအိမ်သာခုခေတ်ကလူတွေတော့တွိုင်းလက်ဆိုရေခံထားတော့ဘာမှမမြင်အောင်ဘ
ဘုံဘုံတို့ငယ်တော့ကတော့အဲ့ဒီလိုအိမ်သားတွေတက်ခဲ့ရဘူးတယ်ပေါ့အဲ့လိုအိမ်သားမျိုးတွေတက်ခဲ့ရလို့ရှိရင်အိုးမစင်တုံးဘုတ်ခနဲ့ကြားကြရင်အောက်ကလောက်တည်းစားကြတာဝိုင်းပြီးတော့အဲ့ဒီမြင်ခွင်းကိုခုခေတ်လူတွေမြင်ဘူးချင်မှမြင်ဘူးပါဘုန်းကြီးတို့ငယ်ငယ်တော့ခဏခဏမြင်ရတယ်အဲ့ဒီမြင်ခွင်းကလူရဲ့မစင်တုံးကြားလိုက်လို့ရှိရင်အောက်ကကောင်တွေကရွာနဲ့အကုန်လုံးခဏလေးတည်းပဲပျောက်သွားတာအဲ့ဒါဟာကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုခုခေတ်လူတွေလက်လွတ်ဆုံးရှုံးနေကြတယ်အဲ့ဒီဥပ္ပရိဆိုတဲ့မင်းသမီးလေးဟာပရပိုင်းမှာဝတ်ပြီးတော့အိမ်သာတက်ရင်ကနေပြီးတော့မစင်တုံးကိုပိုးအောင်နေစားတော့တာကိုကြည့်ပြီးတော့ပုလူဝကတင်ညာလို့ဆိုတယ်အတုပကမ္မထန်တစ်ခုသူပွား